ခင်ဗျားကိုမိကုံးလေးတစ်ခုမေးကြည့်မယ်ခင်ဗျားမှာဒေါ်လာ100ရှိတယ်ဆိုပါစို့ခင်ဗျားကာစီနိုယုံထဲကိုသွားလိုက်တယ် roulette game ပေါ့နော်မြန်မာလို့ဆိုရင်တော့ကျွန်တော်တို့အနီရောင်အဝိုင်းတဲ့ကိုဘောလုံးပစ်ထည့်ပြီးတော့အနက်ရောင်လားအနီရောင်လားလောင်းရတဲ့ game မျိုးပေါ့ခင်ဗျားအဲ့အရာကိုဒေါ်လာ100လောင်းလိုက်တယ်အဲ့လိုဆိုရင်တော့လူတိုင်းကဒါကိုလောင်းကစားလုပ်တယ်လို့ပြောကြလိမ့်မယ်ဒါပေမဲ့အဲ့ဒေါ်လာ100ကို trading account ဖွင့်ပြီးတော့ trading account နဲ့ထည့်လိုက်တယ် leverage တင်ပြီးတော့ရွှေကို aware order ဖွင့်လိုက်တယ်ဒါကိုကြတော့ trading လုပ်တယ် business လုပ်တယ်ပေါ့ဆိုတော့ဒီနှစ်ခုကဘာကွာသွားလဲကျွန်တော်တို့တေချာလေးစဉ်းစားကြည့်အောင်နှစ်ခုစလုံးကတော့ဘာဖြစ်လာမယ်ဆိုတဲ့ result ကိုကြိုမသိနိုင်ဘူးဗျာနှစ်ခုလုံးကနိုင်လဲနိုင်တယ်လို့ရှုံးလဲရှုံးနိုင်တယ်ကိုယ့်ပတ်စံကိုရင်းပြီးတော့ risk ယူရတာချင်းလဲတူတယ်တကယ်လည်းဒီနှစ်ခုကဘာကွာတာလဲပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့မိန်းကတစ်ခုကခင်ဗျားအခုလုပ်နေတဲ့ trading ကခင်ဗျား trading လုပ်နေရလားဒါမှမဟုတ် speculation ဈေးကစားတာလားဒါမှမဟုတ်ခင်ဗျား gambling လုပ်နေရလားကျွန်တော်တို့ဒီနေ့တူတူဆွေးနွေးကြည့်ရအောင်အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဖြစ်မြောက်ရေးအတွက်ကတော့ Ultima Markets ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်ဆိုတော့အားလုံးသိပြီးသားဖြစ်ပြီးမှနည်းနည်းဆွေးနွေးကြည့်ရအောင် gambling ဆိုတာဘာလို့တာလဲပေါ့အယိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ဘာဖြစ်မယ်မှန်းမသိကြတဲ့ result တစ်ခုပေါ်မှာကိုယ့်ရဲ့ပတ်စံဒါမှမဟုတ်တန်ဖိုးတစ်ခုခုကို risk ယူအရင်ပြုပြီးတော့ဒီထက်ပိုကြီးတဲ့ reward ရလာဖို့အတွက်လောင်းကြီးထိုက်ရတာမျိုးပါကျွန်တော်တို့ကာစီနိုမှာဆိုရင်တော့ခုနပြောတဲ့ roulette game ပေါ့နော်အနီကြမှာလားအမဲကြမှာလားအန်သာတော့ဆိုရင်လည်းနံပါတ်အကြီးကြမှာလားအသေးကြမှာလား slot machine တွေဘာမှကြုံမသိနိုင်ဘူးဒါပေမဲ့ဒီနေရာမှာကတ်ပြောလို့မရတာတခုရှိတယ် result ကြုံမသိပေမဲ့အရာရာတိုင်းကို gambling လို့သတ်မှတ်လို့မရဘူးဥပမာကျွန်တော်တို့ကစီးပွားရေးတစ်ခုခုလုပ်မယ်အရင်နေ့တစ်ခုစတည်တော့မယ် business လုပ်မယ်ဆိုရင်လည်းရလာမယ် result ကဘာမှမသိဘူး stock share ရင်းနှီးမြှုပ်နှံတဲ့ investor တယောက်ကလည်းနောက်9နှစ်မှာသူဝယ်ထားတဲ့ stock ကအစိမ်းအများကြီးတက်သွားမှာလားကျသွားမှာလားမသိနိုင်ဘူးကျွန်တော်တို့ရွှေတို့အိမ်ချမ်းမြေတို့ဝယ်ထားတဲ့သူတွေဆိုလည်းနောက်9နှစ်10နှစ်ဘာဖြစ်မယ်မှမသိနိုင်ဘူးကျွန်တော်တို့ trader တွေဆိုရင်လည်းနောက် candle ဈေးတက်မှာလားဈေးကျမှာလားကြုံမသိနိုင်ဘူးဆိုတော့အားလုံးကမသိကြတာမှန်ပြီးမှအားလုံးကိုကျွန်တော်တို့က gambling လို့ခေါ်လို့မရအောင်အဲ့မှာ speculation ဆိုတာတခုဝင်လာတယ် speculation ကိုမြန်မာလိုအနည်းဆက်ဆုံးဘာသာပြန်မယ်ဆိုတော့ဈေးကစားခြင်းလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်ဒါပေမဲ့ gambling လိုမျိုးအလောင်းကစားလုပ်တာဈေးနှုန်းကစားတာကိုပြောတာမဟုတ်ပါဘူးအနာဂတ်နောင်လာမဲ့ကာလတစ်ခုမှာပေါ့ဈေးနှုန်းဘယ်လောက်ပြောင်းလဲသွားနိုင်မလဲဆိုတော့ခံမှန်းတယ်အဲ့ဒီ price movement ပေါ်မှာအများထွက်အောင် risk ယူတာကို speculation လုပ်တယ်လို့ခေါ်ပါတယ်ဆိုတော့ speculation မှာလည်းကျွန်တော်တို့ကဘာဖြစ်မလဲဆိုတာကိုကြိုပြီးတော့မသိနိုင်ဘူးခင်ဗျဒီတစ်ချက်ကတော့ gambling နဲ့တူတယ်ဒါပေမဲ့ professional speculator တယောက်ကမျက်စိမိတ်ပြီးတော့လောင်းကြီးထပ်နေတာမျိုးတော့မဟုတ်ဘူးဗျသူက information တွေကိုရနိုင်တယ်လို့စုဆောင်းတယ် analysis လုပ်မယ် probability ကိုခန့်မှန်းမယ်ဆုံးရှုံးနိုင်ခြေ risk ကိုလည်းထည့်တွက်မယ်ပြန်ရနိုင်ခြေရှိတဲ့ reward ကိုလည်းချိန်ထိုးကြည့်မယ်ပေါ့နော်ပြီးတော့မှကိုယ်မှရှိတဲ့ capital တွေကပမာဏတစ်ခုကို risk ယူပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးပါဥပမာပြောရရင်ဗျာရွှေဈေးတက်မယ်ထင်လို့ဘိုင်လုံးလိုက်တာလဲ speculation လုပ်တာပါပဲဒါပေမဲ့ professional trader တရားလုပ်တဲ့ speculation ကထင်တာတစ်ခုတည်းနဲ့ရွှေဝယ်လိုက်တာမျိုးမဟုတ်ဘူးမျှော်လင့်ချက်တစ်ခုထင်တာတစ်ခုတည်းနဲ့ speculate လုပ်လို့မရဘူးပေါ့ဗျာ market structure တွေဘယ်လိုရှိလဲ price action အနေထားဘယ်လိုသွားနေလဲဘယ်လို key area တွေမှာ price က react လုပ်လဲကို system နဲ့ကိုက်ညီတဲ့ setup တစ်ခုရောရှိရလားအဲ့လို information တွေကိုစုဆောင်းပြီးတော့မှ okay ဒီလိုအခြေအနေမှာတော့ရွှေဈေးကတက်ဖို့အတွက် probability များတယ်တက်နိုင်ခြေများတယ်ငါးဘက်က chance များတယ်ဆိုတော့ဆုံးဖြတ်ချက်တစ်ခုကိုချပြီးတော့အယောင်းဝယ်လုပ်တာမျိုးပါဒါပေမဲ့အဲ့လို information တွေအများကြီးရှိလို့လေရွှေကိုအပိုင်တက်မယ်လို့ပြောလို့မရအောင်เนาะအဲဒါကြောင့်မလို့ speculation မှာလည်း risk management ကအရေးကြီးတယ်ဆိုတော့ trader နဲ့ professional trader speculation လုပ်တာနဲ့ professional speculation လုပ်တာဆိုတော့အဲ့လိုကွာပါတယ် uncertainty မသေးကြတဲ့အရာတစ်ခုအောက်မှာ probability ကိုချိန်ဆပြီးတော့ risk ယူတာမျိုးက professional speculation လုပ်တာပါဆိုတော့ gambling နဲ့ speculation ကိုအဓိကဘာခွဲခြားပေးတာလဲဆိုတော့တော်တော်များများကတော့ analysis လုပ်ပြီးတော့ trade လုပ်တယ်ဆိုရင်ဒါက gambling မဟုတ်ဘူးပေါ့နော် speculation ပေါ့ analysis မလုပ်ဘဲနဲ့ထင်တာတစ်ခုတည်းနဲ့အယောင်းဝယ်လုပ်တယ်ဆိုရင်ဒါ gambling လုပ်နေတာလို့တော်တော်များများပြောကြပါမယ်ကျွန်တော်ကတော့အဲ့လိုအလွယ်တော့မတတ်မှတ်ဘူးအဓိကအရေးကြီးတာ decision making process နဲ့ ash ကအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုတော့ခင်ဗျား analysis လုပ်လဲ decision making က
gambling ဘက်ကိုရောက်သွားနိုင်တယ် action တွေက gambling action တွေလည်းဖြစ်သွားနိုင်တာပဲဥပမာပြောပြရရင် casino မှာဗျာဟောပါတော့အနီရောင်နေကြီးပဲ9ခါလောက်ဇက်တိုက်ကျနေတော့ okay ဒီတစ်ခါတော့အမဲရောင်ကျမှာအနီရောင်ကျတာများနေပြီအမဲရောင်ပဲထိုးမယ်အနီရောင်ထက်ကြတယ်ဟာအနီရောင်6ခါဖြစ်သွားရင်အမဲရောင်ပဲထပ်ပြီးလောင်းမယ်အနီရောင်9ခါကျတယ် okay ဒီတစ်ခါတော့အနက်ရောင်အမဲရောင်တေးကြတယ်ကွာအနီရောင်9ခါတော့ကျနေ10ခါမြောက်တော့အနက်ရောင်ဖြည့်ရမယ်ဆိုပြီးတော့ all in ကိုမှရှိရတဲ့အကုန်ပုံအောင်ထိုးပေးလိုက်တယ်အနီရောင်ပဲထက်ကြတယ်ကုန်ရောအဲ့တော့ trading မှာလည်းအဲ့လိုပဲ analysis လုပ်တယ်အော်ဈေးကတောက်လျှောက်တက်နေပြီတောက်လျှောက်တက်နေပြီဒီတက်တော့ထပ်မတက်နိုင်တော့ပါဘူး sell လုပ်မယ်ဈေးကအတက် trend တက်မှာပဲဟာဈေးကထိုးဆင်းနေပြီဒီထက်တော့ထပ်မကျနိုင်တော့ပါဘူး3-5 point လောက်တက်ရင်ရောငါတော်တော်ရနေပါပြီ leverage တင်ပြီးတော့ size အကြီးနဲ့ဘိုင်လိုက်တယ်အဲ့တော့ဒါ analysis လုပ်တယ်လို့ခေါ်လို့ရပေမဲ့တခါတလေကြာရင်ဒီကောင်က gambler fallacy လို့ခေါ်တဲ့ thinking trap တစ်မျိုးထဲမှာပါသွားပါတယ်အဲ့ဒါကြောင့်မလို့ decision making နဲ့ edge ကအရေးကြီးတာပါကျွန်တော်အမြဲတမ်းပြောနေကြ casino mindset နဲ့ trade လုပ်ရမယ်ဆိုသလိုပဲဒီမှာတစ်ခေါက်ပြန်ပြီးတော့အတူလုံးပြောပြရမယ်ဆိုရင် casino ကသူ့စီမှာဘသူတွေဘယ်လောက်ပဲလာကစားပေါ့နော်ဥပမာဂျက်ဘောပေါက်တဲ့ကောင်ရှိမှာပဲမောင်ဖြူလားမောင်မဲလား roulette မှာလည်းအများကြီးနိုင်သွားတဲ့ကောင်ရှိမှာပဲနေတိုင်းနိုင်တဲ့ကောင်တစ်ကောင်ရှိနိုင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘသူတွေဘယ်လောက်ပဲနိုင်ဘသူတွေဘယ်လောက်ပဲရှုံကာစီနိုကယူမဆိုင်ဘူးဘာလို့ဆိုတော့သူ့စီမှာစရင်ချုပ်လိုက်ရင်အချိန်ကြီးများလာတာနဲ့အမြတ်ထွက်ပါတယ်ဆိုတော့ positive expectancy တစ်ခု ash လို့ခေါ်တဲ့ ash တစ်ခု house ash ပေါ့ကာစီနိုဘက်မှာဆိုတော့သူ့စီမှာ ash တစ်ခုကရှိပြီးသားအဲ့တော့တပွဲချင်းစီဘာဖြစ်မလဲတယောက်ချင်းစီဘာဖြစ်မလဲသူမသိဘူးအဓိကအချိန်ကြီးများလေကျွန်တော်တို့တင်ချာမှာတင်ရတယ်လို့ mass advantage ပေါ့နော်အဲ့ဒါနဲ့တွက်ထားတဲ့ positive expectancy တစ်ခုကသူတို့ရဲ့ game အမျိုးအစားတစ်ခုစီတိုင်းမှာရှိထားပြီးသားဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်ခင်ဗျာကာစီနိုရုံပိုင်ရှင်ကိုသွားပြီး okay မင်းဒီနေ့တရက်တည်းကာစီနိုဖွင့်ရှိသမျှအကုန်ပုံအောပြီးကစားကြမယ်ဆိုတော့ဒီကောင်ကြောက်လောက်တယ်အဲ့ concept က trading မှာအရင်အရေးကြီးတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ပေါ့နော် trading ကိုဘာလို့ gambling လို့မထင်လဲဆိုတော့ခင်ဗျာစဉ်းစားကြည့် gambling ဆိုတာလောင်းကစားပဲလောင်းကစားမှာဒိုင်နဲ့ player နဲ့နှစ်ဖက်အမြင်ရှိတာအမြဲတမ်းဒိုင်ကတာတယ်ဗျာဘာလို့လဲဆိုတော့ခုနကပြောသလိုကစားနည်းတိုင်းကစရင်ချုပ်လိုက်တာနဲ့ဒိုင်ဘက်မှာ positive expectancy တစ်ခုရှိတဲ့ game ကစားနည်းတွေကြီးပဲပေါ့နော်အဲ့တော့ trading ကကြတော့ no မဟုတ်ဘူးဘာလို့လဲဆိုတော့ trader ကိုယ်တိုင်ကလည်းခုနကပြောသလို positive expectancy တစ်ခုရှိတဲ့ hash တစ်ခုကိုသူကိုယ်တိုင်တည်ဆောက်လို့ရတယ်အဲဒီ positive expectancy ရှိတဲ့ hash တစ်ခုနဲ့သူကိုယ်တိုင် decision ကြိုက်တယ်လို့ချလို့ရတယ်သူကိုယ်တိုင်အဲဒီ system တစ်ခုနဲ့ trade လုပ်လို့ရတယ်therefore အဲ့ဒါကြောင့်မလို့ကျွန်တော်က trading ကို gambling လို့မသတ်မှတ်တာပါဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်တူတဲ့အမြင်ပေါ့နော် gambling လို့ခေါ်တဲ့အရာတိုင်းကခင်ဗျားအဲ့လိုရွေးချယ်လို့မရဘူးအဲ့ဒါကြောင့်မလို့ trading ကို gambling ဟုတ်လားမဟုတ်ဘူးလားလို့ထိုင်ပြီးတော့မေးနေမယ့်အစားကိုပြန်မင်းတဲ့နေ trading ကိုငါဘယ်လိုမျိုး trade လုပ်နေရလဲ casino ကသူ့ ash ကိုသူ့ game တွေအကုန်လုံးမှာအသုံးချသလိုပဲကျွန်တော်တို့ trader တွေကလည်း ash တစ်ခုကိုကိုယ့်ရဲ့ trade တစ်ခုစီတိုင်းမှာအသုံးချဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ရဲ့ strategy ကို back testing လုပ်တယ် forward testing လုပ်တယ် data တွေစုဆောင်းတယ် win rate တွေကိုကြည့်ရဲ average win တွေ average loss တွေအများကြီးထည့်တွက်တယ်အဲ့တော့ကျွန်တော်တို့ journal ရေးတဲ့ data စုဆောင်းခိုင်းတယ်ဆိုတာက average win တွေကိုသိရမယ် average loss တွေကိုသိရမယ်ကိုယ့်ရဲ့ win rate အတိအကျနေပါကြာခိုင်လုံးတစ်ခုကိုသိရမယ်ပြီးရင်ကိုယ့်ရဲ့ risk to reward ratio ကဘယ်လောက်ဆိုရင် positive expectancy ထွက်မှာလဲဆိုတာတွေကိုသိဖို့လိုပါတယ်ကျွန်တော်ဘာလို့အဲ့ဒါတွေကိုပဲအမြဲထပ်ခါပြောနေလုံနေခိုင်းတာလဲဆိုတော့ကို့မှာ ash တစ်ခုရှိလာစေချင်လို့ပါ ash တစ်ခုတကယ်ရှိမရှိသိဖို့ပါဆိုတော့ system တစ်ခုတည်းကိုပဲချိန်ဖန်များစွာလို့သွားရဲဆိုရင်အမြတ်ပမာဏတစ်ခု positive expectancy ထွက်မလားထွက်တယ်ဆိုရင်တော့အဲ့ဒီ setup တစ်ခုအဲ့ဒီ system တစ်ခုတည်းကိုပဲချိန်ဖန်များစွာ execute ခလုံးနှိပ်တိုင်ဖို့အရေးကြီးတာပါဆိုတော့ trading က gambling လားလို့မေးနေအောင်မယ်ဆိုတော့ speculation လို့ပဲပြောချင်ပါတယ်ဒါပေမဲ့ခင်ဗျာ okay တရက်ကိုငါအကျိုးမြတ်ဘယ်လောက်ရအောင်ရှာမယ်ငါဒီနေ့တရက်တော့ဒေါ်လာ1000ရအောင်ရှာမယ်ဟာငါဒေါ်လာ300လောက်တော့ကုန်နေပြီပြန်ကာမိအောင်ရှာအောင်မဆိုတော့ mindset မျိုးတွေကတော့ gambling အတွေ့တွေပါဒီနှစ်ခုမှာကစီးမြင်လေးတေးလေးတစ်ခုပဲခြားပါတယ်ခင်ဗျာသတိမထားမိရင် gambling ဘက်ရောက်သွားနိုင်ပါတယ်ကျွန်တော်တို့က trade တစ်ခုဝင်တော့မယ်ဆိုရင်အလုပ်တစ်ခုလုပ်တယ်လို့မျိုးပဲကိုယ့်ရဲ့ ash နဲ့ကိုက်ရလား probability ဘယ်လိုရှိလဲ risk management ဘယ်လိုလုပ်မှာလဲစသဖြင့်တွက်ချက်ပြီးတော့ speculate လုပ်နိုင်မှသာ training လုပ်တယ်လို့ခေါ်ဆိုနိုင်မှာပါ
Altima Markets ရဲ့ campaign လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ August လကနေစပြီးတော့ November လအထိကိုလက်ရှိ existing trade နေတဲ့ clients တွေအပြင် new clients တွေပါပြီးတော့အတူတူဆင်နွှဲလို့ရမှာဖြစ်ပါတယ် campaign လေးကတော့ရိုးရှင်းမှာပဲကိုပုံမှန်လက်ရှိ trade နေရင်းနဲ့ပဲကိုပုံမှန် deposit သွင်းနေရင်းနဲ့ပဲစုရနိုင်မယ့်အခွင့်အရေးတွေဖြစ်ပါတယ်စုတွေအနေနဲ့ကတော့ US ဒေါ်လာ3000ခွဲဝန်းကျင်တန်ဖိုးရှိတဲ့စုတွေအများကြီးအပြင်စုလက်ဆောင်တွေပါဝင်ကြီးမြင့်ပေးမှာဖြစ်ပါတယ် campaign လေးကတော့ရိုးရှင်းပါတယ် net deposit ဒေါ်လာ100ထည့်တန်းကို 0.5 point ရရှိမှာဖြစ်ပြီးတော့ notional value ကိုယ့်ရဲ့ trade တဲ့ transaction နဲ့ကို trade တဲ့ instrument အပေါ်မှာမူတည်ပြီးတော့ point တွေရရှိမှာဖြစ်ပါတယ်အဲ့ point တွေအားလုံးစုပေါင်းလိုက်ပြီးတော့မှအများဆုံး point ရရှိသူကိုကျွန်တော်တို့ကစုလက်ဆောင်တွေချင်းမြင့်ပေးသွားမှာဖြစ်ပါတယ် number 1 client အနေနဲ့တော့ဒေါ်လာ1000တိတိစုချင်းဝင်ရရှိမှာဖြစ်ပြီးတော့2 3 4 5 6 9 10 10စသဖြင့်အသီးတွေကိုလည်းစုချင်းမြင့်ပေးမှာဖြစ်ပါတယ်စုချင်းငွေ price pool အားလုံးပေါင်းတော့ US ဒေါ်လာ3000ခွဲတိတိဖြစ်ပါတယ်ဆိုတော့ဒီ campaign လေးကိုသေးသေးသိရှိနေတယ်ဆိုတော့ Altima Markets မြန်မာ Facebook page နဲ့ကျွန်တော်ရဲ့ Facebook page မှာအသေးစိတ်လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်